အင်္ဂလိပ်လိုဘယ်လိုပြောမလဲတူတူလေးလာကြမယ်ကလေးဘဝကတငယ်ချင်းတွေကိုလွမ်းနေ I miss my childhood friends ရှေ့လမင်းနဲ့တွေ့ဖို့မျှော်နေပါတယ် I look forward to meeting you next month သူကဘုန်းကြီးကျောင်းကိုပတ်စံတွေများကြီးလူခဲ့တယ် He donated a lot of money to the monastery သူကရည်စားတွေအများကြီးထားခဲ့တယ် He has dated a lot of women ငါသူ့နာမည်ကိုစဉ်းစားလို့ကိုမရဘူး I just can't recall his name ဒီတစ်ချိန်မှာတော့အင်္ဂလိပ်လိုစာတမ်းထုတ်ပေးထားတာကိုလိုက်ဖတ်ပြီးတော့အပြောင်းလေ့ကျင့်ပေးပါကလေးဘွားကတငယ်ချင်းတွေကိုလွမ်းနေရှေ့လမင်းနဲ့တွေ့ဖို့မျှော်နေပါတယ်သူကဘုန်းကြီးကျောင်းကိုပတ်စံတွေများကြီးလှူခဲ့တယ်သူကရည်စားတွေအများကြီးထားခဲ့တယ်